ထုတ်ပေးမယ်ပိတ်ကပိုင်ကတော့သူ့ရင်ထဲကကိုယ့်အကြောင်းပေါ့လေသူ့ရင်ထဲမှာရှိတဲ့ကိုယ့်အကြောင်းဘာတွေရှိမလဲပေါ့ကိုယ့်ထုတ်မပြောတဲ့သူ့ရင်ထဲမှာရှိတဲ့ကိုယ့်အကြောင်းကဲပိုင်1ပိုင်2ပိုင်3ပေါ့ဗျာထုံးစံအတိုင်းကိုရည်ရွယ်ထားတဲ့လူရဲ့ရင်ထဲမှာရှိတဲ့ကိုယ့်ကိုထုတ်မပြောတဲ့အကြောင်းကိုယ့်ရင်ထဲကသူ့အကြောင်းဘာတွေရှိမလဲကျွန်တော်တော့ကြည့်ပေးမှာဖြစ်ပါတယ်ကဲပိုင်1လေးတွေပေါ့ကဲအဲ့ဒါတော့ပိုင်1လေးတွေပါကဲနောက်တစ်ခုကတော့ပိုင်2ပေါ့ပိုင်2လေးတွေကဲပိုင်2ကဲနောက်တစ်ခုကကြတော့ပိုင်3ပေါ့ကဲပိုင်3ကဲဒါတော့ပိုင်3ပေါ့ဗျာကဲပိုင်1လေးတွေကနေစပြီးတော့ကြည်ပေးမယ်ဗျာပိုင်1လေးတွေကနေစပြီးတော့ကြည်ပေးမယ်ပိုင်1လေးတွေရဲ့ရည်ရွယ်ထားတဲ့စိတ်ထဲမှာရှိတဲ့သူ့ရင်ထဲမှာသူ့ရင်ထဲကကိုယ့်အကြောင်းကဘယ်လိုရှိမလဲဆိုတော့ကိုကကလေးတယောက်လိုမျိုးပျော်ပျော်ရွှင်ရွှင်ကြမ်းမာမာနဲ့เนาะပေါ့ပေါ့ပါနေတတ်တဲ့လူလို့သူကမြင်တယ်ပြီးတော့နောက်တစ်ခုကအလုပ်ကိစ္စမှာလည်းလေအလုပ်ကိုလုပ်ရတဲ့အလုပ်ကလေငွေကြေးနဲ့ပတ်သက်ပြီးလုပ်ရတဲ့အလုပ်ဖြစ်နေလားတော့မသိဘူးသိလားအလုပ်ထဲမှာအမြဲတမ်းစိတ်ပင်ပန်းမှုတွေစိတ်ရှုပ်မှုတွေအဲ့လိုမျိုးတွေများတယ်လို့တော့သူ့စိတ်ထဲမှာထင်နေတယ်ပေါ့နော်မြင်တယ်ပေါ့သူ့ကိုထုတ်မပြောဘူးဆိုရင်တော့သူ့စိတ်ထဲမှာကိုယ့်ရဲ့အလုပ်သဘောတဘာဝကိုသူနားလည်ထားတယ်သူ့ရဲ့ရှုမြင်ပုံကအဲ့လိုမျိုးရှိတယ်ပေါ့နော်နောက်တစ်ခုကကိုကလေကိုမိသားစုကိုကိုမိသားစုကိုအရန်ကာကွယ်ပေးတတ်တယ်အရန်ချစ်တယ်ပေါ့ဗျာအရန် protect လုပ်ပေးတတ်တယ်ဆိုတဲ့ဟာမျိုးလည်းသူမြင်တယ်ပြီးတော့သူ့ကိုလည်းလေကိုကအရန်ကိုဘယ်လိုပြောရမလဲသူ့အတွက်ဘုရားသခင်ကပေးတဲ့ဆုလက်လို့သူ့ဘဝအတွက်အပိုဆုလို့သူကအဲ့လိုမျိုးကိုယ့်ပေါ်မှာသူကမြင်နေပေါ့နော်ကိုရောက်လာပြီးတဲ့အချိန်တည်းကစပြီးသူ့ရဲ့ဖြစ်တည်မှုကအေးချမ်းသွားတယ်တည်ငြိမ်သွားတယ်လို့သူမြင်တာမျိုးလေးတွေရှိတယ်ပြီးတော့သူကတငယ်ချင်းတွေအတွက်တော့လေတငယ်ချင်းတွေအတွက်တော့သူကဘယ်လိုပြောရမလဲသူ့ကြောင့်မလို့ပေါ့နော်တငယ်ချင်းတွေဝင်တော့ဝင်ဖို့ဖြစ်မှာကိုစိုးတယ်ပေါ့နော်သူကအဲ့လိုမျိုးရှိတယ်လို့တော့ကိုယ့်ရဲ့ရည်ရွယ်ထားတဲ့လူကမြင်တယ်ပေါ့နော်တငယ်ချင်းတွေပေါ်မှာတော့သူကအရန်ကြီးဘယ်လိုပြောရမလဲအချိန်ပေးတတ်တဲ့လူမျိုးမဟုတ်ဘူးပေါ့ဗျာတိလားသူကသူ့မိသားစုနဲ့ကိုတယောက်ကိုပေါ်မှာပဲသူကအချိန်ပေးတတ်တဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးမြင်ထားတယ်ပြီးတော့ကိုကလေသူ့ရဲ့အမြင်မှာကိုဘဝအောင်မြင်ဖို့အတွက်လေအပေါင်းအသင်းဆက်ဆံရေးလဲကောင်းတယ်ဘယ်လိုပြောရမလဲလူကြီးသူမကိုလည်းတီးတတ်တယ်အဲ့လိုပုံစံမျိုးလေးမြင်ရတယ်ဗျာတိလားဂါးတင်တာကိုဂါးတယ်ပေးတင်တာကိုပေးတယ်နည်းနည်းဘဝတိုးတက်ဖို့အတွက်ပညာရေးမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ်ပေါ့နော်မတွန့်တိုဘူးပေါင်းတင်တဲ့လူကိုပေါင်းနေဆိုတဲ့ပုံစံမျိုးလေးမြင်ရတယ်ပြီးတော့နောက်တစ်ခုကကြည့်မယ်ဆိုလို့ရှိရင်တော့သူကကိုလေးဒီမှာတွေ့လား2 shot gap သူကကိုရည်ရွယ်ထားတယ်တိလားသူ့ဘဝအတွက်လက်တွဲပေါ်ဘဝကျင်ပေါ်ပေါ့နော်အိမ်အောင်ဘက်တယောက်နေတဲ့ထိကိုရည်ရွယ်ထားတာမျိုးလေးလည်းမြင်ရတယ်ဗျာเนาะဒါကတော့ပိုင်1လေးတွေပေါ့နောက်တစ်ခုကကြတော့ပိုင်2ပိုင်2လေးတွေကတော့ဘယ်လိုအခြေအနေမျိုးရှိလဲဆိုရင်ပိုင်2လေးတွေကအလုံထဲမှာလေကိုကဥဆောင်ပြီးအလုပ်လုပ်ရတဲ့လူလားတော့မပြောတတ်ဘူးဗျာတိလားကိုအရန်ကိုအားကိုးတဲ့လူတွေများတယ်လို့သူကယုံထားတယ်ပေါ့နော်ကိုကအလုပ်ထဲမှာအကြီးအကဲเนาะဒါမှမဟုတ်လို့ရှိရင်လည်းတစ်ခုခုမှဥဆောင်ပြီးလုပ်ရတဲ့လူတို့ကိုသူကမြင်ပုံရတယ်ဗျာတိလားပြီးတော့ကိုကလေနည်းနည်းလေးဘယ်လိုပြောရမလဲရာသီဥတုအပြောင်းလဲဆိုတာနဲ့နည်းနည်းခြူကြတတ်တယ်ပေါ့လေကျမ်းမာရေးခြူကြတတ်တဲ့လူလို့လည်းသူကမြင်ထားတယ်ပြီးတော့သူကအလုပ်ထဲမှာတော့အရာကိုဥဆောင်ပြီးလုပ်ရတဲ့လူပေါ့လေဒါကိုထုတ်မပြောရင်တော့မှသူ့စိတ်ထဲမှာအဲ့လိုမျိုးကိုရှုမြင်ထားတာမျိုးရှိတယ်ပြီးတော့သူကမိသားစုအတွက်သူကလိုအပ်တဲ့လူတစ်ယောက်ပေါ့နော်ပြီးတော့မိသားစုကလည်းသူ့ကိုလိုအပ်တဲ့လူတစ်ယောက်ဆိုပုံစံမျိုးလေးလည်းရှိတယ်နောက်တစ်ခုကကြတော့သူကလေကိုနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လေချစ်တယ်ဆိုတာကိုလေထုတ်မပြဘဲနဲ့ရင်ထဲမှာထားတယ်သူ့ဘဝအတွက်သူအခုလက်ရှိလုပ်နေတဲ့အလုပ်တွေပေါ်မှာပဲသူကအာယုံစိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးမှရှိတယ်ဗျာတိလားသူကအချစ်ထက်စားရင်ဘဝကိုလက်တွေ့ကြဖြတ်သန်းတဲ့လူလို့ပြောလို့ရတယ်တငယ်ချင်းတွေနဲ့လည်းသူကတင့်အောင်တငယ်ချင်းတွေနဲ့လည်းဘယ်လိုပြောရမလဲ
အဆင်ပြေအောင်ပေါင်းတင်တတ်တယ်ပေါ့နော်အဲ့တော့သူက social လဲကောင်းတယ်ကိုယ့်ပေါ်မှာတော့သူကအချစ်ကိုထုတ်ပြတတ်တာတော့နဲတယ်ပေါ့နော်ထုတ်ပြကောင်းပြမယ်ဒါပေမဲ့ तू ကအလုပ်ကိုပဲဦးစားပေးနေတဲ့လူစီးရင်ထဲမှာပါတယ်ပေါ့နော်သူ့မိသားစုအတွက်တော့ तू ကလိုအပ်တဲ့လူတယောက်သူ့မိသားစုကိုလေ तू ကဦးစားပေးတဲ့လူတယောက်လို့ပြောလို့ရတယ်ပြီးတော့ကိုကလေသူ့ရဲ့အမြင်မှာလေဘဝအတွက်တော့၎င်းဒီပညာရေးအတွက်မှာတော့၎င်းလေအမြဲတမ်းအပြိုင်ဆိုင်အနှောက်အယှက်တွေနဲ့အတိုက်ခိုက်တွေနဲ့ပါပဲကိုကဘဝမှာအမြဲတမ်းမကြာခဏကြုံတွေ့တယ်ရှင်ပြိုင်တယ်ပြီးွားမှပဲကိုကအောင်မြင်တဲ့စီကိုရောက်တယ်လို့တော့သူကမြင်ထားတယ်လေသူနဲ့ကိုနဲ့စတွေ့တဲ့ကိုကအပြိုင်ဆိုင်ပေါ့လေကိုတိုင်ကတော့မှသူ့ကိုနောက်တစ်ယောက်နဲ့အပြိုင်ပိုးပန်းပြီးတော့မှအခြေရေးဆိုပြီးတော့မှရထားတယ်ဆိုတဲ့ပုံစံမျိုးလေးလဲမြင်ရတယ်ပေါ့နော်အဲ့တော့သူကတော့ကိုလေတီတီငင်ငင်ပဲဗျာတိလားအချိန်တစ်ခုကြာလို့ရှိရင်နှစ်ယောက်ညှိနှိုင်းမယ်ဆွေးနွေးမယ်တိုင်ပင်မယ်နှစ်ဖက်မိဘတွေကိုအတီးပေးမယ်ကိုသာသဘောတူရဲဆိုလို့ရှိရင်လက်ထပ်မယ်ပေါ့နော်အိမ်အောင်ပြုတ်မယ်အဲ့လိုမျိုးထိတော့သူကရည်ရွယ်ထားတာမျိုးလေးရှိတယ်ဒါပေမဲ့အခုချိန်မှာတော့သူကအိမ်အောင်ရေးကိုတိတ်ပြီးတော့ခေါင်းနဲ့တိတ်မထားဘူးပေါ့နော်အလုပ်ကိုပဲသူစူးစမ်းပြီးတော့လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ရတယ်ဒါကတော့ပိုင်2ပေါ့နော်နောက်တစ်ခုကကြတော့နောက်ဆုံးတစ်ခုကတော့ပိုင်3ပေါ့ကဲပိုင်3လေးတွေကပိုင်3လေးတွေရဲ့လူကလေပိုင်3လေးတွေကိုဘယ်လိုမြင်လဲဆိုတော့အရန်ရရောတတ်တယ်ဗျာတိလားအလှူတန်းဖော်ရွေတယ်ပြီးတော့နောက်တစ်ခုကလေစေးုံစေးကန်းလဲမကြာခဏသွားရတဲ့လူမြန်လားမသိဘူးတိလားအဲ့လိုပုံစံမျိုးလေးလဲမြင်နေပေါ့နော်ပြီးတော့နောက်တစ်ခုကအလုပ်ထဲမှာအမြဲတမ်းအလွဲအချော်ချော်နဲ့လေစိတ်ခံစားမှုဦးစားပေးလို့အမြဲတမ်းအလုပ်ထဲမှာစိတ်ရှုပ်ရတယ်စိတ်ချိကိုက်ရတယ်ဘယ်လိုပြောမလဲကိုနဲ့မဆိုင်တဲ့ကိစ္စတွေကိုလည်းဝင်ပါမိလို့ကိုကဘယ်လိုပြောရမလဲလောင်နေတယ်ပေါ့လေတည်တယ်မလားအဲ့လိုပုံစံမျိုးလေးတွေလည်းပိုင်3လေးတွေရဲ့တယောက်ကတော့မြင်နေဗျာတည်လားအဲ့တော့တက်နိုင်သမျှအလုပ်ထဲမှာကိုနဲ့မဆိုင်လို့ရှိရင်နေတတ်တယ်လို့နေအောင်နေစေခြင်းနဲ့ပေါ့လေအဲ့ဒါကတော့ပိုင်3လေးတွေရဲ့တစ်ဖက်လူကကိုဖြစ်စေခြင်းတဲ့ပုံစံပေါ့ဗျာပြီးတော့ပိုင်3လေးတွေကမိသားစုတွေနဲ့ဆိုအရန်ခတ်တင်းနေတယ်ဗျာတိလားမိသားစုတွေနဲ့ဆိုလို့ရှိရင်မိသားစုတွေမှာကိုကအကြီးဆုံးဖြစ်မလားအငယ်ဆုံးဖြစ်မလားတော့မပြောတတ်ဘူးဒါပေမဲ့မိသားစုထဲမှာကိုကအချစ်ခံရတဲ့လူဗိုလ်ကြတဲ့လူအဲ့လိုပုံစံမျိုးလို့တော့ပိုင်3လေးတွေကိုလေမြင်နေဗျာတိလားပြီးတော့သူ့ပေါ်မှာလည်းအရန်လွှမ်းမိုးခြင်းနဲ့အရန် influence လုပ်ခြင်းနဲ့အရန် manipulation လုပ်ခြင်းနဲ့အရန်တွေဩဇာတိရောင်းခြင်းတယ်လို့ပိုင်3လေးတွေကိုမြင်နေဗျာတိလားအဲ့တော့ပိုင်3လေးတွေကနည်းနည်းဘယ်လိုပြောရမလဲမိသားစုပေါ်မှာဆက်ဆံတယ်လို့မျိုးကိုယ့်ရဲ့ချစ်သူပေါ်မှာတော့မဆက်ဆံသင့်ဘူးလို့တော့မြင်နေဗျာတိလားအထိုက်အလျောက်လေးပိုင်3လေးတွေကတော့အဲ့လိုမျိုးကိုယ့်ပေါ်မှာအလျှော့ပေးတာမျိုးလေးတွေကိုလိုချင်တယ်ပေါ့လေနော်နောက်တစ်ခုကကြတော့တငယ်ချင်းတွေနဲ့ဆိုလို့ရှိရင်လေသူကတငယ်ချင်းတွေနဲ့တိတ်အဆင်ပြေပုံမရဘူးဗျာတိလားတငယ်ချင်းတွေကိုလည်းလေသူ့အိမ်မှာလိုမျိုးသွားပြီးတော့ပြောဆိုဆက်ဆံနေလားမသိအဲ့တော့တငယ်ချင်းတွေနဲ့ကတော့သူ့ကိုတိတ်ပြီးတော့ခင်မင်ဖော်ရွေအမြဲတမ်းရှိတဲ့ထဲမှာတော့မပါဘူးပိုင်3လေးတွေကနည်းနည်းလုံးလီးဆန်နေဗျာတိလားအိမ်မှာဘယ်လိုပြောရမလဲအချစ်ခံလူဒန်းစားလေးလားတော့မပြောတတ်ဘူးပေါ့နော်အဲ့ပိုင်3လေးတွေရဲ့လူကအဲ့လိုမျိုးရှိတယ်ပြီးတော့ဘဝအတွက်ကလေအောင်မြင်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်လို့မြင်တယ်ဒါပေမဲ့အခြေအနေနဲ့အချိန်ခါပေါ်မှာလိုက်ပြီးတော့ကြိုးစားတတ်တဲ့လူတစ်ယောက်ပေါ့လေနော်အဲ့လိုလူမျိုးလို့တော့ပိုင်3လေးတွေကိုမြင်ပါတယ်ပြီးတော့သူ့ရင်ထဲမှာကကိုကဒီကတ်အတိုင်းပြောရမယ်ဆိုလို့ရှိရင်ဗျာပိုင်3လေးတွေရဲ့တယောက်ကလေကိုသာသူ့ကိုလက်ခံတယ်ကိုဘက်ကလည်းသူ့ကိုဘယ်လိုပြောရမလဲ welcome ဖြစ်တဲ့ပုံစံမျိုးမပြလို့ရှိရင်လေသူကလေကိုရေရှည်လက်တွဲချင်တဲ့ပုံစံမျိုးမှာတော့မရှိဘူးဗျတိလားသူ့ကိုဘယ်လိုပြောရမလဲခုနကလည်းပြောတယ်ဗျအိမ်မှာသူကအချစ်ခံရတဲ့အတွက်ကြောင့်မလို့ချစ်သူကလည်းကိုချစ်ပေကိုအမြဲတမ်းလိုအပ်နေတယ်နိရောဝန့်ရောကိုတယောက်တည်းပဲဖြစ်စေခြင်းတဲ့ပုံစံမျိုးရှိတယ်ဗျတိလားเนาะအဲ့တော့ပိုင်3လေးတွေကတော့အဲ့ဒါလေးတွေတော့ဆင်ញင်ပေးစေခြင်းပါတယ်ဗျာကဲဒါကတော့သူ့ရင်ထဲကအခုအကြောင်းပေါ့ဗျာpick up ပိုင်းလေးဖြစ်ပါတယ်ဗျာ